Hello ဒီကနေ့ဟာ11စုံတဲ့နေထုနေ့မြတ်တစ်နေ့ဖြစ်တယ်ဒီ11နံပါတ်ဒီ angel number ဖြစ်တယ်ဒီနံပါတ်ကိုမြင်တဲ့သူတိုင်းကမိမိတို့ရဲ့အလိုဆန္ဒတွေကပြေဝတဲ့နေ့ဖြစ်တယ် manifestation လုပ်ထားတဲ့သူတွေဆိုအရန်ကိုအောင်မြင်အစွမ်းထက်တဲ့နံပါတ်တစ်ခုဖြစ်တယ်ဒီ11စုံတဲ့နေကအရန်ကိုစွမ်းအားပြည့်တဲ့အချင်းတစ်ပုဒ်ကိုနားထောင်ဖို့တနည်းပြောပြပေးမယ်အဲ့ဒီတချင်းကတော့အောင်ပါစေတချင်းဖြစ်ပါတယ်ဒီတချင်းကိုဗီဒီယိုလေးအဆုံးမှာဖွင့်ပေးပါမယ်သွားပြီးတော့နားထောင်ပေးပါအချိန်ကန့်သက်မထားပါဘူးဒီကနေ့ကစပြီးဘယ်ချိန်နားထောင်ရနေပြီဒီတချင်းကိုဘယ်သူလေးကလာပြီးတော့ comment ပေးထားလဲဆိုရင်နိုင်ငံခြားမှာအလုံးလုံးနေတဲ့ညီမလေးကသူကနိုင်ငံခြားမှာအလုံးလုံးနေရင်လည်းအခက်အခဲတစ်ခုနဲ့ကြုံနေတယ်ဒီအခက်အခဲနဲ့ကြုံနေတာကိုသူကဘလို့ပြေလဲဖို့ဖြည့်ရှင်းခဲ့လဲဆိုလို့ရှိရင်ဖះတော့သူကအမြဲတမ်းရှိခိုးတယ်မေတ္တာဖို့အမြတ်တမ်းပေးဝေတယ်အဋိဌံသစ္စာတွေဆိုပြီးတော့ဒီအောင်ပါစေတခြင်းကိုသူကခဏနားထောင်ခဲ့လို့သူ့ရဲ့အခက်အခဲဖြစ်နေတဲ့အရာတွေကအရန်ကိုအောင်မြင်သွားပါတယ်တဲ့အရန်ကိုလည်းစွမ်းအားပြင်းပါတယ်မမရေးတဲ့မမတနေ့ကပြောတယ်လို့ဒီအောင်ပါစေတခြင်းလေးကိုအများသူကသိအောင်လို့ပြောပြပေးပါနားထောင်ကြပါလို့ပြောပေးပါဆိုလို့တနေ့ကဒီ11စုံတဲ့နေ့မှာတမင်တကာလာပြောပေးခြင်းဖြစ်ပါတယ်ဒီနေ့မှာလည်းတနေ့ကဒီစွမ်းအားပြင်းတဲ့တခြင်းလေးအကြောင်းတင်ဖို့စီစဉ်ထားတဲ့အချိန်မှာဒီညီမလေးကမနေ့ညနေကလာပြီးတော့ပြောထားတယ်တက်ဆန်ဖြစ်လို့ဒီတချင်းလေးကိုပဲတနေ့ကနားထောင်ခိုင်းလိုက်ပါတယ်ငွေဝင်ခြင်းတဲ့သူတွေအလောက်ကိုင်းမှာအခက်အခဲဖြစ်နေတဲ့သူတွေအချင်းရဲ့မြတ်တာရဲ့စီးပွားရေးလူမှုရေးအိမ်တော်ရေးမှာအခက်အခဲဖြစ်နေတဲ့သူတွေဒီအောင်ပါစေတချင်းလေးကိုခဏနားထောင်ပြီးတော့အဋိဌံသစ္စာပြုပါဖះပုံမှန်လဲရှိခိုးပါမေတ္တာဖို့အမြတ်တမ်းပေးဝေပါနော်အောင်ပါစေတချင်းလေးကိုလည်းယုံကြည်မှုထားပါအရန်ကိုစွမ်းအားပြင်းပါတယ်အနာကြီးတွေအရန်ကောင်းပါတယ်တနေ့လဲငယ်ငယ်ကဒီတချင်းကိုလည်းကြိုက်နေတတ်ပါတယ်အဲ့အောင်ပါစေတချင်းရဲ့မူရင်းပိုင်ရှင်ကတော့ဘဘရွှေမန်းတင်မောင်ဖြစ်ပါတယ်နော်ဘဘကြီးရွှေမန်းတင်မောင်ဖြစ်ပါတယ်ဒီအောင်ပါစေမူရင်းပိုင်ရှင်ကဘဘကြီးရွှေမန်းတင်မောင်ဆိုထားတဲ့တချင်းကိုလည်းအရန်ကြိုက်နေတတ်ပါတယ်တနေ့ကတချင်းကအရန်လဲမိုက်တဲ့တချင်းမှာအရန်လဲစွမ်းအားပြင်းပါတယ်ဒီတချင်းထဲမှာပါတဲ့စာသားတွေကအရန်ကို manifest ဖြစ်တဲ့တချင်းစာသားတွေမလို့တွားပြီးတော့နားထောင်ပေးပါနိုင်ငံခြားမှာနေတဲ့ညီမလေးကလည်းသူ့ရဲ့အရန်ကိုကြီးမားတဲ့အခက်အခဲအရာဒီတချင်းကိုအဋိဌံတင်ပြီးတော့သူကစွတောင်းမြတ်တာဖို့အမြတ်တမ်းပေးဝေတယ်ဖះပုံမှန်ရှိခိုးတာဖြစ်တဲ့အတွက်ချက်ချင်းကိုသူပြေလည်သွားတယ်သူရောက်နေတဲ့နိုင်ငံမှာပေါ့နော်အဲ့တော့အားလုံးကလည်းဒီ17စုံတဲ့နေ့11စုံတဲ့နေ့မှာဒီတချင်းကိုယုံကြည်နဲ့တွားပြီးတော့နားထောင်ပေးပါနော်